Hello everyone, welcome to my blog. This video လေးမှာအမရာကတော့ဒီ1နဲ့ဒီ2လေးကိုတင်ပေးမှာပဲဖြစ်ပါတယ်။အမရာရဲ့ video လေးကိုစိတ်ဝင်စားရဆိုရင်တော့ဆုံးဖြတ်လိုက်ပါကြည့်ရှုဖို့အတွက်ပြောချင်ပါတယ်ရှင်။ Good morning everyone. ဒီနေ့မမလောက်သွားတာဆိုတော့အိမ်မှာအမရာတယောက်တည်းဆိုတော့ living နဲ့လောက်ဖြစ်ပါတယ်။အမရာမျက်နှာတည်တော့တိုက်ပြီးရွာရဆိုရင်အမရာစောစီစီကပါတယ်။ကပေးတော့ပြီဆိုတော့အမရာဒီကတော့နေ့လယ်ပိုင်းရောက်သွားပြီပေါ့နော်နေ့လယ်ပိုင်း12နာရီဖြစ်ပါတယ်အမရာကတနားကြာရင်စာလုပ်ရမှာပါဒါပေမဲ့လည်းအမရာစာမလုပ်သေးဘူးပေါ့နော်အမရာပြင်းလို့ခဏလေးစော့နေရပါဒါကတော့ရန်ကုန်ကမမအမရာကိုကပလေးပေးလိုက်တာပေါ့နော်အဲဒါကြောင့်အမရာဒါလေးကိုတက်ပြနေရပါခုကမမကအမရာကိုထမင်းကိုတိတ်ခိုင်းတယ်ပေါ့နော်အမရာကိုထမင်းကိုလေးတိတ်နေရပါပေါ့နော်Good morning everyone ဒီနေ့ကတော့ဒီ2လေးပဲဖြစ်ပါတယ်ဒီနေ့ကတော့မမအိမ်မှာရှိပါတယ်အမရာဒီနေ့နောက်ကျမှနိုးရပါတော့10နာရီခွဲလောက်မှနိုးပါရှင်ခဲခွာတော့အမရာနိုးပြီပေါ့နော်ဒီမှာတော့ကိုကအဲ့ရထားနေရုပ်လေးပေါ့နော်ခုအမရာနိုးပြီဆိုတော့ခေါင်းလေးဖိပါတယ်ထမဆုံးခေါင်းလေးဖိရပါတော့ခေါင်းပြီးသွားပြီဆိုရင်အမရာမျက်နှာတက်သွားတိုင်းပြီပေါ့နော်10နာရီခွဲတော့အချင်းမူတူဖြစ်နေတော့မှာပဲပြီးလို့ရှိရင်အမရာကတနခါလေးမှာမယ်ဒီတနခါကကြတော့ဗောနော်မမလေးနဲ့လင်းလက်တနခါပါအဲ့ဒါအမရာနည်းနည်းလိမ့်လိုက်တာဗောနော်သူကဆက်စပိုင်းကြတော့ညိုတယ်ဗောနော်နောက်ပိုင်းကျတော့သူကလုံးဝဖွေးသွားပါတယ်အမရာဒီတနခါကိုရင်းချိုက်တယ်ဗောနော်သူကဘာဖြစ်လို့ဆိုတော့ reset ထွက်လာတဲ့အချိန်ကျအရန်ဖွေးလို့ဗောအဲ့ဒါအမရာရင်းချိုက်တာပါဒါလေးက reset ကလေးဖြစ်ပါတယ်တရှင်းထိထားရပါတော့ဒါပေမဲ့အတန်လေးပြတ်သွားလို့ပါရှင်အမရာ moving နေဆိုရင်အဲ့လိုမျိုး recap တဲ့ပူကြိုက်တယ်ပေါ့နော်ခုကတော့အမရာတို့အဲ့လိုပြောထားမဆိုထားပဲတည့်ရကြီးစီကိုရောက်သွားရပေါ့နော်မမကတော့ကနေရမှာပြောတာခုကတော့မမရဲ့အတိမိတ်ဆွေတယောက်ကမလာချက်ကောလိုက်ကျွေးမယ်ဆိုလို့ပေါ့နော်အမရာတို့ဒီမှာဒါကတော့အမရာတက်ခဲ့အကြောင်းရှိပေါ့နော်ဒါကတော့အကြောင်းရှိရအရန်လှပနေဝင်ကြီးပဲဖြစ်ပါတယ်ရှင်မမကတော့ဖုန်းပြောနေပါတော့မမကကင်မရာထဲကိုပါခိုင်းတော့လေမမရှောင်းနေပါတော့အဲ့ဒါကဲကိုကတော့မနာတို့စိုက်ကဲပေါ်မှာသွားနေပါတော့ကိုကတော့ဒီနားမှာဇေယျတင်းကြီးမှာရှိရလာမင်းပြရဆိုင်ရောက်နေပါတော့မနာတို့ဒါကတော့မမတို့မှာပြီးရမ plus အရသာလေးပေါ့နော်ကိုကတော့ဆိုင်ရောက်နေပါပြီမနာတို့ကနည်းနည်းနောက်ကျသွားပါဒီနေ့ည8နာရီလောက်မှပြန်ဖြစ်ကြပါတယ်ဒါကတော့ဘာတွေမှာကဲလေဆိုတော့နေစာမာလာရှန်ကိုဝဲနေယူပါလေတော့မသိဘူးမလားတော့ဇာမာလာရှန်ကိုပဲစားခဲ့ပါတယ်မာလာရှန်ကိုထဲမှာဆိုဒီဆိုင်ရမာလာရှန်ကိုအသေးဆွဲပေါ့နော်အရင်ကြိတ်ပါရှင်ဆိုင်ရမမတို့ဆိုရင်အရင်ချစ်စရာကောင်းနေပေါ့နော်ဖနက်ကလေးကဘယ်လိုမျိုး shoes တွေစီချေအရှိလေးဝယ်ပြီးအရင်ချစ်စရာကောင်းပါတယ်အမရာဒီဆိုင်မှာထိုင်ရ family ရဖြစ်တယ်လို့အမရာခံစားရပါတယ်အမရာတို့ကတော့မာလာရှန်ကိုရောက်လာဆိုတော့လည်းပြီးအောင်ဆွဲပါတယ်တယောက်တည်းအမရာနည်းနည်းနေဝင်ချင်းဆိုတော့နည်းနည်းမှောင်သွားရပါတော့ဗီဒီယိုလေးကိုတိခတ်မိကြည့်ပေးကြပါရှင်အမရာမေးသွားလို့ပါမာလာရှန်ကောထဲမှာဆိုရင်အဆုံးပါပါရင်တော့အမရာပြထားပေးပါတယ်စားအမရာ outfit လေးပြမလို့ပေါ့နော်ဒါပေမဲ့မြင်ဆန်တွားရတာမို့လို့ outfit ပြချင်မရလိုက်ပါဘူးတွားတာနီးနီးနားနားဆိုတော့အမရာဘောလုံးအင်ဂျီလေးရဲ့အောက်ကစင်ပေါင်းမီလေးပဲဝတ်ခဲ့ပါတယ်အမရာတို့ည8နာရီကျော်လောက်မှရောက်တဲ့အတွက်ကြောင့်မလို့အမရာဗီဒီယိုလေးကိုတူလိုက်ရပါရှင်အားလုံးပဲအဆုံးထိကြည့်ပြီးရလို့တယောက်ချစ်စီတိုင်းကျေးဇူးတင်ပါတယ်ရှင်အမရာဗီဒီယိုလေးကြည့်ကြမယ်လို့မျှော်လင့်ပါတယ်